ဒီနေ့မှာတော့အင်္ဂါလူကြီးတို့ဓာတ်ရက်ဖူလေးလုပ်ပေးဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကြက်သားကြော်ဖို့အတွက်နိုင်ကကြက်သားလေးတွေကိုတုံးတိတိလေးတွေတုံးထားပေးပါမယ်ပြီးရင်တော့မုံနဲ့လုပ်ဖို့အတွက်ပကံတစ်ပကံနဲ့ကိုအကျော်မုံရဲ့ကြက်ဥလေးတစ်လုံးထည့်ပါမယ်ပြီးရင်တော့အရသာဆက်ဖို့အတွက်စားဟင်းကျူမုံရဲ့ငရုတ်ကောင်းလေးရဲ့ထည့်ပြီးတော့နိုင်ကနှက်ဆက်အောင်မွေထားပေးလိုက်ပါမယ်ခုလိုမျိုးလေးနှက်ဆက်သွားပြီဆိုရင်တော့နိုင်ကအကျော်မုံလေးလည်းကတ်မှာဆိုတော့မိုးကျကြောက်ကလေးကိုပကံထဲမှာထည့်ထားပေးပါတယ်ပြီးရင်တော့စီပူလာပြီဆိုတော့ ready လုပ်ထားတဲ့ကြက်သားလေးတွေကိုမိုးကျကလေးတွေကတ်ပြီးသွားရင်တော့စီထဲမှာမီးအေးအေးလေးနဲ့ထားပြီးတော့ခုလိုလေးအရောင်လေးပြောင်းလာအောင်ကြော်ပြီးရင်တော့ဆယ်ထားလို့ရပါပြီပြီးရင်တော့ကြက်သားကြော်နဲ့တွဲစားဖို့အချင်းကလေးကိုလည်းနိုင်ကလူတက်ကဝယ်လာတဲ့ ready made အချင်းထုတ်ကလေးရဲ့အရသာအတွက်တံမြာသီးလေးရဲ့ကြက်သွန်ဖြူငရုတ်သီးစိမ်းလေးထောင်းထားတာလေးရဲ့ထည့်ပြီးတော့အခုလိုမျိုးလေးနှိပ်ထားပေးပါမယ်အားလုံးစင်တဲ့ဖြစ်ပြီးဆိုရင်တော့နိုင်ကချိန်ကွက်မရှိလို့ရေကွက်တင်မှာထမင်းတစ်ဝက်ထည့်ပြီးတော့အလားဆင်ပါမယ်ပြီးရင်တော့ဆောနာကတန့်စင်ပြီးဆေးထားတဲ့အရွက်လေးတွေကိုပြုတ်ထားတဲ့ဟာလေးတွေကိုပကံထဲမှာထည့်ပြီးတော့စီစီနီနီလေးလှအောင်လို့ပုံဖော်လိုက်ပါမယ်ပြီးရင်တော့ဆောနာကကြော်ထားတဲ့ကြက်သားကိုနိုင်ကစီလဲနည်းနည်းများတယ်ဖြစ်တဲ့ကြောင့်မို့တုံးပဲထည့်ထားပေးပါတယ်နောက်ဆုံးပေးမှာတော့နိုင်ကကြက်ဥလေးလည်းပြုတ်ထားရဲဆိုတော့ကြက်ဥလေးနှစ်ချမ်းထည့်ထားပေးပါမယ်အခုလိုလေးရပြီဆိုလို့ရှိရင်တော့အင်္ဂါလူယူလာယူဖို့လမ်းခေါ်လိုက်ပါတယ်